မင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ဒီ pig special Acer pig special မှာပါတဲ့ operation ဘိုင်းနဲ့ပတ်သက်ပြီးမှဝင်ငှချင်ပါတယ် operation ဘိုင်းနဲ့ပတ်သက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမစာမျက်နှာမှာပါတယ်လို့ပဲเนาะပထမဒီ operation ပေါ့เนาะ operation မှာဘာပါလဲဆိုရင်ကျွန်တော်တို့ဆိုပါတော့ကျွန်တော်တို့ control alt v ကိုခေါ်တဲ့အခါမှာကျွန်တော်တို့ပါတွေ့ရလေဆိုရင်ချမဲ့နေရမှာနော် control alt v ကိုခေါ်တဲ့အခါမှာကျွန်တော်တို့ဒီမှာ pig special မှာနေပြီးတော့မှ operation ပါပါတယ်ဒီမှာ operation က added ပေါင်းထည့်တဲ့ဟာပါတယ် subtract ဆိုတဲ့ဟာနှုတ်တဲ့ဟာပါမယ် multiply မြောက်တဲ့ဟာပါမယ် divide စားတဲ့ဟာပါမယ်ဒါကိုနေပြီးမှကျွန်တော်တို့တွက်ပါမယ်နော်တွက်တယ်ဆိုလို့ရှိရင်တော့ပထမဆုံးခါတိုင်းလိုပဲကျွန်တော်တို့ပထမ pig special လို့မျိုးပဲဒါကိုနေတော့မှ select လုပ်ပါမယ်ပြီးလို့ရှိရင်တော့ control c ကျွန်တော်တို့control C copy ကူးပါမယ်ပြီးလို့ရှိရင်ပေါင်းထည့်လို့တဲ့နေရာကိုပြန်တော့ select လုပ်ပြီးတော့မှ control alt v ကိုခေါ်လေးရတယ်ဒီဘက်က pig special တရားနေမယ်ခေါ်လေးရပါတော့ add ဆိုလို့ရှိရင်တော့ဒါကို add ကိုလည်းတော့ okay နေတဲ့အခါမှာဟောကျွန်တော်ပေါင်းထည့်လိုက်ပါပြီเนาะဒါပေါင်းထည့်လိုက်ပါပြီခင်ဗျเนาะပြီးတော့ဟုတ်ပြီနောက်တစ်ခုကကြတော့ကျွန်တော်တို့ success နောက်တဲ့အရာကိုတွားပါမယ်နောက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပထမဆုံးအနောက်ခံရမယ့်အရာကိုကျွန်တော်တို့ edit လုပ်ပါမယ် control control C okay ပြီးလို့ရှိရင်ချမဲ့နေရာကိုခုချလေးရပါတယ် control alt v ကိုတွားပါမယ်ပြီးလို့ရှိရင်တော့ subtract ကနေနောက်တဲ့ရာကိုတွားတဲ့အခါမှာကျွန်တော်တို့เนาะ minus ဘောနော်ဒီမှာထည့်လေးရတယ်ဒါမှမဟုတ်တော်မျိုးမဖြစ်ချင်ဘူးဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးရပါတယ်ပထမဆုံးစလို့တဲ့နောက်မဲ့နေရာကိုကျွန်တော်တို့က control လုံးမယ် control C ပေါ့နော် control C ကျွန်တော်တို့က copy ပို့ရတယ် control C ပြီးလို့ရှိရင်တော့ဒီဘက်ချမဲ့နေရာမှာလေဒီမှာ control alt v ပြီးလို့ရှိရင်တော့ subtract ကိုတွားတဲ့အခါမှာ automatic တွားတဲ့သူလောက်ပါမယ်ဖြစ်ပါတယ်နောက်တော့ multiply ဒါကတော့အမြောက်ဖြစ်ပါတယ်အမြောက်ဆိုတော့ကျွန်တော်တို့ကဒါနဲ့ကိုမြောက်မှာဆိုတော့မြောက်တဲ့ဟာဘယ်ကောင်ကအစုကိုခေါ်ရပါတယ်ပထမဆုံးမြောက်လို့တဲ့အရာကိုကျွန်တော်တို့ကခေါ်မယ် control C ကိုနေတော့မှကိုမယ်ပြီးလို့ရှိရင်ဒါနဲ့မြောက်မှာမလို့ဒါနဲ့ကျွန်တော်တို့က select လုပ် control alt v ထိကနေ multiply ကိုတွားတဲ့အခါမှာကျွန်တော်တို့ကဒါမြောက်တာဖြစ်ပါတယ်เนาะနောက်တစ်ခုက divide operation ကိုတွားတဲ့အခါမှာ divide ကကြတော့ကျွန်တော်တို့စားမှာဖြစ်တဲ့အတွက်နဲ့ဘယ်ဟာကိုစားမလဲစားတဲ့အရာကိုကျွန်တော်တို့ကနေတော့မှsorry စားမယ့်အရာနေတော့ကျွန်တော်တို့ကဒီလိုမှ select လုပ်ပါမယ် control C ပြီးလို့ရှိရင်ဒီဘက်မှာကျွန်တော်တို့ကပြန် select လုပ်တော့ control alt v ကိုခေါ်ပြီးတော့မှကျွန်တော်တို့ divide ကိုခေါ်ကျွန်တော်တို့ဒါစားတာဖြစ်ပါတယ်ဒီတော့ pig special မှာပါတော့ operation ဘိုင်းနဲ့ပတ်သက်ပြီးမှ၄မျိုးပါတဲ့ဟာပေါ့ add operation ရယ် subtract operation ရယ် multiple operation ရယ်နောက်တစ်ခု divide operation တွေပါပါတယ်เนาะနောက်တစ်ခုကကြတော့တခြားအရာတွေမှာပါတဲ့ကျွန်တော်တို့ဒီ pig special ဘိုင်းနဲ့ပတ်သက်ပါတဲ့ scale balance နဲ့ transport ကိုနောက်စာမျက်နှာနောက်ဒီနောက်လာမယ့်ဗီဒီယိုကလစ်မှာကျွန်တော်တို့ပြရမှာဖြစ်ပါတယ်ကျေးဇူးပါဒါဆိုကျွန်တော်တို့လို့စေပြလိုက်ပါပြီ